ကဘာကျော် GoPro ကင်မရာကိုလူတွေတက်စင်တာမဟုတ်ပါဘူးအခုကြည့်နေရတာကတော့ Albino ငခုကြီးတစ်ကောင်ရဲ့ကြောပေါ်မှာကင်မရာတက်ပြီးရေအောက်လွိုင်းကိုအလတ်တရားလေးကိုစူးစမ်းရှာဖွေနေတာပဲဖြစ်ပါတယ်ဒီငခုကြီးဟာရေအောက်ကဘာရဲ့အဲလန့်ညွန်တူလို့ပဲကျွန်တော်တို့ကိုလွိုင်းကိုအနက်ချိုင်းဆုံးနေရာတွေစီခေါ်ဆောင်သွားနေတာပါကြည့်ပါဦးကြောက်စပန်းဆွဲတဲ့နေ့ပညာနေတဲ့ဒီလိုလွိုင်းကူထဲမှာငခုကြီးကတော့အေးလူလူပဲကူခတ်နေတာပါလမ်းတစ်လျှောက်မှာဆိုရင်လည်းရှားပါလာတဲ့ရင်းနီတက်ထွာလေးတွေနေရမှာကတ်နေတဲ့ပုတ်တင်ညိုနဲ့တူတဲ့တက်ထွာလေးတွေအပြင်အုပ်စုလိုက်ကူးခတ်နေတဲ့ငါးလေးတွေကိုလည်းအနီးကပ်မြင်တွေ့ရမှာပါဒါတအိတ်ကိုအန်အောဖို့ကောင်းတဲ့တဘာဝတရားရဲ့မြင်ကွင်းတစ်ခုပါပဲအမောင်တို့ဖုံးလွှမ်းနေတဲ့လွှိုင်ကူအနက်ပိုင်းထဲကိုတိုးဝင်သွားတဲ့အခါမှာတော့တခြားဘယ်မှာမှမမြင်ဘူးတဲ့ထူးခြားစမ်းပြတဲ့ရေအောက်ရှုခွင်းတွေကိုခန်းစားရမှာပါဒီဗီဒီယိုလေးကနေတစ်ဆင့်ငခုကြီးတကောင်ရဲ့မျက်လုံးတဲ့ရေအောက်ကဘာကိုကြည့်ရှုခွင့်ရတာတကယ်ကိုထူးခြားတဲ့အတွေ့အကြုံပါဒီဗီဒီယိုကိုသဘောကျရင် like and follow လုပ်ပေးဖို့မမေ့နဲ့ဦးနော်အားလုံးကောင်းသောနေ့လေးပါခင်ဗျာ